အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီအခုတလောပေါ့နော်အန်ယူဂျီတို့အုပ်စုတွေဒီအာဆီယံကနေတဆင့်မြန်မာစစ်တပ်နဲ့ဆွေးနွေးနေတာရှိတယ်ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှကျွန်တော်နည်းနည်းဆွေးနွေးချင်တယ်ကျွန်တော်တို့ဒီချိန်မှာနိုင်ငံရေးအရာဆွေးနွေးသင့်ပြီလားမဆွေးနွေးသင့်သေးဘူးလားဆိုတဲ့ခေါင်းစဉ်နဲ့ပတ်သက်ခေါင်းစဉ်နဲ့ကျွန်တော်ဆွေးနွေးချင်တယ်ပေါ့နော်ဆိုတော့ဒီအဖွဲ့အစည်းတိုင်းမှာတော့နိုင်ငံရေးအရင်နာတွေရှိတယ်အဲ့ဒါနိုင်ငံရေးအရင်နာတွေကိုအခြေခံပြီးမှတန်တမန်ရေးရဟိုဖက်ဒီဖက်နဲ့ဆွေးနွေးကြတာတွေရှိတယ်ဆိုတော့တန်တမန်ရေးကအရေးကြီးတယ်တန်တမန်ရေးဘယ်လောက်ထိအရေးကြီးတယ်လဲဆိုတော့ကျွန်တော်အားလုံးသိတဲ့ကိစ္စတစ်ခုနဲ့ကျွန်တော်ပြောပြမယ်ကျွန်တော်တို့သိတယ်တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားကလူမျိုးအတူတူတောင်ကိုရီးယားပြည်သူတွေကလည်းမြောက်ကိုရီးယားနဲ့ပေါင်းစည်းခြင်းတယ်မြောက်ကိုရီးယားပြည်သူတွေကလည်းတောင်ကိုရီးယားနဲ့ပေါင်းစည်းခြင်းတယ်ပြည်သူတွေကလည်းပေါင်းစည်းခြင်းတယ်ဒီအာဏာရှိတဲ့ပုဂ္ဂိုလ်တွေကလည်းပေါင်းစည်းခြင်းတယ်ဒါပေမဲ့သူတို့ဘာကြောင့်မပေါင်းစည်းနိုင်တာလဲတောင်ကိုရီးယားနဲ့မြောက်ကိုရီးယားကအဖြေကရှင်းရှင်းလေးသူတို့ရဲ့တန်တမန်ရေးကြောင်းပဲဘာဖြစ်လို့လဲဆိုတော့အားလုံးသိတဲ့အတိုင်းပဲတောင်ကိုရီးယားကအမေရိကန်တို့ဥရောပတိုက်တို့နဲ့နီးစပ်တဲ့တန်တမန်ရေးရှိတယ်ဒီလိုပဲမြောက်ကိုရီးယားကလည်းတရုတ်တို့ရုရှားတို့နဲ့နီးစပ်တဲ့တန်တမန်ရေးရှိတယ်သူတို့လူချင်းပေါင်းစည်းခြင်းပဲမဲ့သူတို့ရဲ့တန်တမန်ရေးကဆန့်ကျင်ဘက်ဖြစ်နေတော့သူတို့မပေါင်းနိုင်ဘူးဆိုတော့တန်တမန်ရေးဘယ်လောက်ထိအရေးကြီးတယ်ဆိုတော့နားလည်ကြမယ်လို့ထင်တယ်ဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာတိုင်းသားလက်နက်ကန်တွေအများကြီးရှိတယ်အဲ့ဒါတိုင်းသားလက်နက်ကန်တွေထဲမှာတိုင်းသားလက်နက်ကန်အဖွဲ့အသီးမှာနိုင်ငံရေးအရင်နာတွေဆိုတာရှိတယ်အဲ့ဒါနိုင်ငံရေးအရင်နာတွေကိုအခြေခံပြီးမှမြန်မာစစ်တပ်နဲ့ရောကျန်တဲ့အင်းအနာချင်းနိုင်ငံတွေနဲ့ရောဘယ်အဖွဲ့အစည်းတွေကတွားပြီးမှဆွေးနွေးသလဲဆိုတော့အဲ့ဒါတိုင်းသားလက်နက်ကန်အဖွဲ့အစည်းအသီးမှာရှိတဲ့တန်တမန်ရေးတွေကတွားပြီးမှဆွေးနွေးတယ်ဆိုတော့တန်တမန်ရေးတွေကအဖွဲ့အစည်းတစ်ခုရဲ့အနာဂတ်ကိုအဆုံးအဖြတ်ပေးတဲ့အဖွဲ့အစည်းတွေဖြစ်တယ်ဆိုတော့တန်တမန်ရေးကအရေးကြီးတယ်ဆိုတော့အခုတလောကျွန်တော်တို့ကြားရတယ်ဒီအန်ယူဂျီတို့အုပ်စုလို့ပြောမယ်ဆိုလို့ရှိရင် CNF ပါတယ် KNPP ပါတယ် KNU ပါတယ် KNA ပါတယ်အန်ယူဂျီ၅ဖွဲ့ဒီ၅ဖွဲ့ကအာဆီယံကနေတဆင့်မြန်မာစစ်တပ်နဲ့ဆွေးနွေးကြတယ်ဆိုပြီးမှကျွန်တော်တို့ကြားရတယ်မြင်ရတယ်ဖတ်ရတယ်ဆိုတော့ဒီဟာတွေကတကယ်သူတို့ရဲ့ဆွေးနွေးရေးကသူတို့ဆွေးနွေးမဲ့နိုင်ငံရေးဆွေးနွေးပွဲတွေကကျွန်တော်တို့မြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်ကိုတကယ်အဆုံးသတ်နိုင်မလားဒါမှမဟုတ် impact ရှိနိုင်မလားတဆုံးတရာတိုက်ရောက်မှုရှိနိုင်တယ်လားဆိုတော့ကျွန်တော်အမြင်ရတော့တိုက်ရောက်မှုမရှိနိုင်ဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒီ UNG တို့အုပ်စုမှာ CNF ကလုံးဝဆိတ်ရှုံးထားတဲ့အဖွဲ့အစည်းဖြစ်တယ်သူ့ရဲ့ဌာနချုပ်ကိုတော့မှစကားစားတွေကအခုစပြီးမှဖြက်လုံနေတဲ့အချိန်ဖြစ်တယ်ဖြက်စပြီးမှလုံနေပြီဒုတိယ KNPP ဆိုတာက KNDF ကခိုင်ထားလို့ကြားပြည်နယ်မှာ KNPP ထင်ချုပ်တဲ့နေမြေမြို့နယ်နှစ်ခုပဲရှိတယ်တတိယ KNU ကရင်ပြည်နယ်ဆိုတာအားလုံးသိတယ် KNU ထက် BGF တို့ DKBA တို့ပေါင်းလိုက်ရင် KNU ထက်ပိုပြီးမှအင်အားကြီးတယ်အဲ့ဒါကြောင့်မလို့ကရင်ပြည်နယ်ရဲ့အခြေအနေက stakeholder အမျိုးမျိုးပြောင်းလဲသွားနိုင်တယ်ဆိုတော့အချိန်မီပြောင်းလဲသွားနိုင်တယ်ဘောနော်ဒါသုံးဖွဲ့နောက်တစ်ခု KNA ကအားလုံးသိတယ်အင်အားရှိတယ်ဗန်နာရေးတောင့်တင်းတယ်နိုင်ငံရေးမှာတော်တယ်ဆိုတော့ KNU ရဲ့အခြေအနေကအကုန်လုံးပြည့်စုံနေပြီမဲ့သူ့ရဲ့ပတ်ဝန်းကျင်ကောင်းတစ်ခုမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ KNA ရဲ့ပတ်ဝန်းကျင်မှာရှမ်းနေတွေရှိတယ်ပြည်သူစစ်တွေရှိတယ်နောက်ပြီးလို့ရှိရင်ဒီကိုကန့်တွေရှိတယ်တအောင်းတွေရှိတယ်ကိုကန့်နဲ့တအောင်းကတော်လည်းမလုပ်တော့ဘူးဆိုတော့ KNA ရဲ့နေမြေသူ့မှာအင်အားဘလောက်ပဲရှိဗန်နာရေးဘလောက်ပဲတောင့်တင်းသူ့ရဲ့နိုင်ငံရေးကအေတို့ဘာလို့လိုမျိုးအရှိကအများကြီးရောက်မလာဘူးသူ့ရဲ့စီအောင်မြင်မှုကလည်းအများကြီးရောက်မလာဘူးသူညံ့လို့မဟုတ်ဘူးသူအင်အားမရှိလို့မဟုတ်ဘူးသူကသူ့ရဲ့ပတ်ဝန်းကျင်ကောင်းတစ်ခုကိုသူမဖန်တီးနိုင်ခဲ့ဘူးပေါ့ဆိုတော့လေးဖွဲ့နောက်တစ်ဖွဲ့UNG ကသူ့မှာအင်အားဘယ်လောက်ရှိတယ်လဲဆိုတော့ဘယ်သူမှမသိဘူးဒါပေမဲ့ရှိတဲ့အင်အားကိုတော့မှသူဆူစီမဒီဆောက်နိုင်ဘူးဆိုတာကကျွန်တော်တို့အကုန်လုံးသိတယ်ကရင်ပြည်နယ်မှာ PDF တွေရှိမယ်ကြားပြည်နယ်မှာ PDF တွေရှိမယ်ကျန်တဲ့ပြည်နယ်တွေမှာလည်းရှိမယ်
ဒါပေမဲ့သူ့မှာအဲ့ဒီဂျန်တဲ့ပြည်နယ်မှာရှိတဲ့ဟာတွေကအန်ယူဂျီအတွက်တကယ် impact မဖြစ်တော့ဘူးအန်ယူဂျီရဲ့လက်အောက်ခံ PDF ဆိုတဲ့ခေါင်းစဉ်တစ်ခုပဲရှိတော့တယ်အန်ယူဂျီအတွက်တကယ်အရေးကြီးတယ်အန်ယူဂျီအတွက်တကယ်နိုင်ငံရေးအရှိကိုရောက်နိုင်တဲ့စကိုင်းတို့မကွေးတို့မှာအဲ့ဒီကရင်ပြည်မှာရှိတဲ့ PDF တွေတော်လိုင်းရင်မလုပ်နိုင်ဘူးကြပြည်နယ်မှာရှိတဲ့တော်လိုင်း PDF တွေကစကိုင်းနဲ့မကွေးမှာတော်လိုင်းရင်မလုပ်နိုင်ဘူးရှမ်းပြည်မှာရှိတဲ့ PDF တွေကစကိုင်းနဲ့မကွေးမှာတော်လိုင်းရင်မလုပ်နိုင်ဘူးစကိုင်းနဲ့မကွေးမှာတော်လိုင်းရင်မလုပ်နိုင်ရင်အဲ့ဒီအဖွဲ့အစည်းတွေကအန်ယူဂျီအတွက်ရှင်းရှင်းပြောရရင်တိုက်ရိုက်အကျိုးသိမ့်မပြုတ်ဘူးဆိုတော့စကိုင်းကိုကျွန်တော်တို့ပြန်ပြီးမှကြည့်မယ်ဆိုလို့ရှိရင်စကိုင်းကစိတ်မကောင်းစရာပေါ့နော်အားလုံးဟိုဖျို့ဖျက်ဖြစ်သွားပြီပြန်ပြီးမှတိဆောက်ဖို့ဆိုရင်တော့ကျွန်တော်ထင်တာတော့တော်တော်လေးခက်တော့မှာစကိုင်းရဲ့တော်လန်ရေးကတော့ဒီလိုမျိုးပဲသွားတော့မှာဆိုတော့နောက်ဆုံးသူ့ကိုအန်ယူဂျီကိုကယ်နိုင်တာကမကွေး PDF ဟိုဒီမကွေး unit တွေပဲရှိတော့တယ်မကွေးတွေကသူ့ဟာနဲ့သူအင်းကအထိုက်လျောက်ရှိတယ်စူးစီးမှုကောင်းတယ်ဒီအဖွဲ့အစည်းတွေကမကွေး unit PDF ဟိုတွေကစစ်တင်းမြင့်ထန်တိုက်လာတယ်မကွေးတိုင်းလုံးကိုလွတ်မြောက်အောင်လုပ်နိုင်တယ်ဆိုလို့ရှိရင်ဘာပဲပြောအန်ယူဂျီကလည်းနိုင်ငံရေးမှာခြံထားလို့မရတဲ့အဖွဲ့အစည်းတစ်ခုဖြစ်လာမှာဒါပေမဲ့လက်ရှိအခြေအနေကတော့ဒီလိုမျိုးမဟုတ်ဘူးအဲ့ဒါကြောင့်မလို့လုံခဲ့တဲ့လားဘိုးချူမူကြီးမင်းအောင်လိုင်းအိန္ဒိယကိုရောက်တဲ့အချိန်မှာသူအင်တာဗျူးမှာသူပြောတယ်အန်ယူဂျီနဲ့သူဘယ်တော့မှဆွေးနွေးမှာမဟုတ်ဘူးဆိုပြီးတော့မှဘာဖြစ်လို့ဒီလိုမျိုးပြောတယ်လဲဆိုတော့အန်ယူဂျီမှာထင်းထုတ်တဲ့နေမြေလက်စုပ်လက်ကန်ပြရမယ်ထင်းထုတ်တဲ့နေမြေမရှိဘူးကျွန်တော်တို့မြန်မာပြည်မှာနိုင်ငံရေးဆွေးနွေးပွဲတွေအများကြီးရှိခဲ့ဘူးတယ်အချိန်ချင်းလည်းဖြစ်ခဲ့ဘူးတယ်ဒါပေမဲ့အဲ့ဒီချိန်တော့တိုင်းသားလည်းနဲ့ကန်တယ်ထင်းထုတ်တဲ့နေမြေမရှိတဲ့ခါကျတော့မြန်မာစစ်တပ်ကပဲအပေါ်စီးရနေဆွေးနွေးပြီးမှမြန်မာစစ်တပ်ရဲ့နိုင်ငံရေးအရင်နာကိုပဲနောက်ကနေလိုက်ပြီးမှပါရမီဖြစ်ပေးရတဲ့ဆွေးနွေးပွဲတွေပဲတော်တော်ရှိခဲ့တယ်အဲ့ဒါကြောင့်မလို့အခုအန်ယူဂျီတို့အုပ်စုဆွေးနွေးတဲ့ဟာတွေကဒီတော်လန်ရေးအတွက်ကျွန်တော်ထင်တာကတော့ပြည်သူလူထုတရက်လုံးအတွက်ရောဒီတော်လန်ရေးအတွက်ရောဘာမှ impact ကြီးမားမားမရှိနိုင်ဘူးဒီလက်ဝဲပွဲမှာတည်ရကြပါလေဟိုအနှိမ့်တည်အမြင့်တည်ဆိုတာတော့မျိုးတော့ရှိတာပေါ့ဆိုတော့အန်ယူဂျီကတော့သူကအနှိမ့်တည်ပေါ်ဆိုတဲ့ပုံစံမျိုးနဲ့သူဆွေးနွေးရမှာဒီလိုမျိုးပေါ့နော် NCA စာချုပ်တုံးကခင်ဗျားတို့ကြည့်လိုက်အင်အားရှိတဲ့အဖွဲ့အစည်းတွေရခဲ့တဲ့အခွင့်အရေးနဲ့အင်အားမရှိတဲ့အဖွဲ့အစည်းတွေရခဲ့တဲ့အခွင့်အရေးမတူဘူးအခွင့်အရေးကတော့ရကြတယ်ဘာဖြစ်လို့လဲဆိုတော့စကားဆရဲ့နိုင်ငံရေးအရင်နာကိုသူတို့တွေမြန်မာစစ်တပ်ရဲ့နိုင်ငံရေးအရင်နာကိုပုံဖော်ရတာဆိုတော့အခွင့်အရေးကတော့ရကြတာပေါ့အကုန်လုံးတော့ဒါပေမဲ့ NCA စာချုပ်ထဲမှာရခဲ့တဲ့ KNU တို့ရခဲ့တဲ့အခွင့်အရေးနဲ့ EAP ရခဲ့တဲ့အခွင့်အရေးမတူဘူး RCSS ရခဲ့တဲ့အခွင့်အရေးနဲ့ CNF တို့ရခဲ့တဲ့အခွင့်အရေးတွေမတူဘူးဘာဖြစ်လို့လဲဆိုတော့ EAP တို့ CNF တို့ကအင်အားမရှိဘူး RCSS နဲ့ KNU ကအင်အားရှိတယ်နော်ဆိုတော့အခုချိန်မှာလည်းဒီလိုမျိုးပဲသူတို့မှဘာမှထင်းချုပ်တဲ့နေမြေဘာမှမရှိဘဲနဲ့စကားစားနဲ့တွားပြီးမှဆွေးနွေးကြတယ်ဆိုတာရှင်းရှင်းပြောရရင်လက်နဲ့ချညံ့ခံတာပဲဒီလိုမျိုးဒါတွေကဘာကြောင့်ဒီလိုမျိုးဖြစ်တယ်လဲဆိုတော့မြေပြင်မှာလည်းစီရေးရညံ့နေရှုံးနေတယ်ပြီးရင်သူတို့ရဲ့တန်တမန်ရေးအရာလည်းသူတို့မှနိုင်ငံရေးအရင်ကတိတိကျကျမရှိတာအဲ့ဒါကြောင့်မလို့သူတို့အလိုလိုရှုံးသွားတာဒါပေမဲ့အန်ယူဂျီတို့အုပ်စုထဲမှာ KNA ကိုတော့ဒီလိုမျိုးတော့ပြောလို့မရသေးဘူး KNA ကတော့ကျွန်တော်ဆောင်းတာပြောသလိုမျိုးအင်အားရှိတယ်ဘန်နာရေးကတောင်းတယ်နိုင်ငံရေးတော်တယ်ဆိုတော့ကျွန်တော်ရဲ့အမြင်ရရှင်းရှင်းပြောရမယ်ဆိုလို့ရှိရင်လေ UNG CNF KNPP KNU တို့ကိုလေ KNA ကကျွန်တော်ရဲ့အမြင်ရတော့သူတို့ကိုဒီစကားစားနဲ့တွေ့ဆုံဆွေးနွေးဖို့ channel တစ်ခုအနေနဲ့ပဲသူတို့ကိုသဘောထားမယ်လို့ကျွန်တော်တို့ထင်တယ်ဒီလိုမျိုးသဘောမထားဘူးဆိုလို့ရှိရင် UNG တို့ UNCC တို့ကနေရေးဆွဲတဲ့ကြာကာလဖွဲ့စည်းပုံအခြေခံဥပဒေကို KNA KNU ကထောက်ခံပါတယ်အမဟုတ် KNA KNO ကထောက်ခံပါတယ်ဆိုတော့ statement တစ်ခုကိုထောက်ခံကြည့်လိုက် KNA ကထုတ်မလား KNO ကထုတ်မလားထောက်ခံကြည့်လိုက်ကချင်တွေကိုထောက်ခံကြည့်လိုက်သူတို့မထုတ်တော့ဘူးဒါကဘာပြောတာလဲဆိုတော့ UNG တို့ CNF တို့ KNPP တို့ KNU တို့ကို KNA ကသူတို့ကိုစကားစားနဲ့ရောအာဆီယံနဲ့ရောတွေ့ဆုံဆွေးနွေးနိုင်ဖို့သူတို့ကို channel တစ်ခုလိုပဲသူတို့ကိုမြင်မှာကျွန်တော်ဒီလိုမျိုးသုံးသပ်တယ်ပေါ့နော်ဆိုတော့မြန်မာပြည်မှာတကယ်ပြည်တွင်းစစ်ကိုအဆုံးသတ်ဖို့နောက်ပြီးလို့ရှိရင်ဒီတိုင်းသားလူပေါင်းဆောင်တွန်နိုင်ငံရေးရအာမခံချက်ရှိတဲ့ဆွေးနွေးပွဲကဘယ်သူနဲ့ဖြစ်လာမလဲဆိုတော့ကျွန်တော်အထင်တော့အေးတစ်ဖက်နဲ့ပဲသူဖြစ်လာနိုင်တယ်အေးကကျွန်တော်တို့အမြဲတမ်းသိတယ်သူကလက်တွေ့ကြကြပဲအမြဲတမ်းစဉ်းစားတာ
နိုင်ငံရေးတန်ရာလောက်တွေပါတယ်ညာတယ်အများကြီးမစင်စားဘူးဘလူပေါ်မှာအချင်းခံပြီးမှဆွေးနွေးရမယ်သူအများကြီးမစင်စားဘူးအေးရဲ့တန်တမန်ရေးကပြက်ပြက်သားသားပဲသွားတယ်ကျွန်တော်ဆွမ်းနာပြောခဲ့တယ်လို့မျိုးဒီလိုမျိုးနိုင်ငံရေးဆွေးနွေးပွဲတွေကျူကြဖြစ်လာတဲ့အချိန်မှာလွန်ခဲ့တဲ့နှစ်ပတ်လောက်က ULAA ရဲ့ပြောရေးဆိုရေးခွင့်ရှိသူဥခံဒုက္ခဘာပြောလဲဆိုတော့လေရင်နေနဲ့ဘုံကျဲပြီးမှဖိတ်ခေါ်တဲ့ဆွေးနွေးပွဲအတွက်ဆွေးနွေးပွဲဆိုလို့ရှိရင်ငါတို့ကလည်းဒီဆန်နဲ့ပဲပြန်ပြီးမှတုတ်ပြန်မှုရှိတယ်ဆိုရင်မှသူတန်တမန်ရေးတန်တမန်စကားတွေမျိုးပါတယ်ပြီးရင်ဒီမင်းညပဲရခိုင်ပြည်နယ်မှာခြေဆိုင်တဲ့အဲ့တဲ့နေကြတာမှာ ULA ကပြန်ပြီးမှပြောလာတယ်တန်တမန်ရေးစကားပေါ့နော်ဘာပြောလဲဆိုတော့အကျန်းဖက်စစ်တပ်ကတဲ့ပြည်သူတွေကိုလေရင်နဲ့ဘုံကျဲတပ်ဖြတ်ပြီးမှငင်းချင်ရေးဆွေးနွေးပွဲကိုဖိတ်ခေါ်တယ်ဆိုလို့ရှိရင်အာရခပြည်နယ်နဲ့ထိဆက်တဲ့မဟာမိတ်တွေနဲ့ပူးပေါင်းပြီးမှလှုပ်ရှားရှိတာကိုပဲဆက်လက်လှုပ်သွားမယ်လို့သူကပြင်းပြင်းထန်ထန်ဒီလိုမျိုးတန်တမန်ရေးစကားပြန်ပြီးမှပြောလာတယ်ဆိုတော့ ULA နဲ့မြန်မာစစ်တပ်နဲ့တကယ်လို့ဆွေးနွေးပွဲဖြစ်လာတယ်ဆိုလို့ရှိရင်ကျွန်တော်ဆောင်းနာပြောသလိုအန်ယူဂျီတို့အုပ်စုလိုမျိုးအာဆီယံအဆင့်လောက်နဲ့တွားပြီးမှတွေ့ဆုံဆွေးနွေးကြတယ်ဆိုတဲ့ပုံစံမျိုးဖြစ်လာမှာမဟုတ်ဘူးနံပါတ်1ကျွန်တော်တို့သိတယ်ကြော့ဖြူအခုအေးတွေတိုက်နေတယ်အဲ့ဒါရသွားပြီဆိုလို့ရှိရင်ကြော့ဖြူရင်းနဲ့စိတ်ကန်းကအေးရဲ့လက်ထဲကိုရောက်လာမှာကြော့ဖြူရင်းနဲ့စိတ်ကန်းရဲ့ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့လူကဘာလို့လဲတရုတ်ပြီးရင်အခုစစ်တွေမျိုးကိုတို့တိုက်တော့မယ်စစ်တွေမျိုးကိုတို့တိုက်ရနဲ့စစ်တွေမျိုးရသွားပြီဆိုလို့ရှိရင်ဘာပါလာမလဲဆိုတော့ကလာဒန်စီမကင်းပါလာမယ်ဆိုတော့အိန္ဒိယရဲ့ရင်းနှီးမြှုပ်နှံမှုကိုတရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုကိုအေးလက်ထဲမှာရောက်လာပြီဆိုလို့ရှိရင်အေးကမြန်မာစစ်တပ်နဲ့နိုင်ငံရေးဆွေးနွေးလာတော့မယ်အဲ့လိုဆွေးနွေးလာပြီဆိုဘယ်အချက်ပေါ်မှာအခြေခံလာမလဲဆိုတော့ကျွန်တော်အစောနာပြောသလိုမျိုးလက်တွေ့ကြတဲ့အခြေခံပုံမှာပဲသူကဆွေးနွေးလာမှာဟိုတန်ရာလောက်တွေဒီတန်ရာလောက်တွေနဲ့ရင်ခုန်နေမှာမဟုတ်ဘူးသူကအဲ့လိုမျိုးဆွေးနွေးလာပြီဆိုလို့ရှိရင်ကြောက်ဖြူကိုလည်းသူရမယ်စစ်တွေကိုလည်းသူရမယ်ရခိုင်အာရခတ်ဒေတာတစ်ခုလုံးလွတ်မြောက်သွားပြီအဲ့ဒီချိန်ကျရင်သူကဆွေးနွေးမယ်ဆိုလို့ရှိရင်မြန်မာစစ်တပ်နဲ့သူနဲ့နှစ်ဖွဲ့တည်းဆွေးနွေးတဲ့ပုံစံမျိုးဖြစ်လာမှာမဟုတ်ဘူးတရုတ်ကိုလည်းသူကတက်တည်နဲ့ခေါ်လာမယ်အိန္ဒိယကိုလည်းသူတက်တည်နဲ့ခေါ်လာမယ်အဲ့လိုခေါ်လာပြီဆိုလို့ရှိရင်သူတို့ဆွေးနွေးမယ်ဆိုလို့ရှိရင်โอเคအပြစ်ခက်ရစေးရေးဘာငါကုကလောက်ကြမယ်အပြစ်ခက်ရစေးရေးဘာငါကုကလောက်နဲ့အေးရမရအောင်သူကကျွန်တော်ဆုံးမပြောလို့သူရဲ့တန်တမန်ရဲ့အိမ်မတန်မှလက်တွေ့ကြတယ်အေးရဲ့တန်တမန်ရဲ့ဘယ်လောက်ထိအလုပ်ဖြစ်တယ်လဲဆိုတော့ခင်ဗျားတို့ကြည့်လိုက်ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်နိုင်တယ်အိန္ဒိယနိုင်ငံရောက်နိုင်တယ်တရုတ်နိုင်ငံရောက်နိုင်တယ်အမေရိကတို့ဘာလို့ငါတို့တွေအဲ့ဒါတွေကတော့သူတက်လဲလိုလဲမလိုအပ်ဘူးပေါ့နော်ဆိုတော့အေးကဒီလိုမျိုးလက်တွေ့ကြမြန်မာစစ်တပ်နဲ့ဆွေးနွေးလာရင်တရုတ်ကိုလည်းခေါ်လာမယ်အိန္ဒိယကိုလည်းခေါ်လာမယ်ကဲငါတို့ဆွေးနွေးမယ်ပြစ်ခက်ရစေးရေးလုပ်မယ်မြန်မာစစ်တပ်မင်းပြောပြည်သူတွေကိုနောက်ထပ်ဘုံမကျဲတော့ဘူးဆိုလို့ရှိရင်မြန်မာစစ်တပ်ကလည်းငါမကျဲတော့ဆိုရင်မသူဂတိတော့ no အဖြစ်တော့ဂတိပေးမယ်ဒါပေမဲ့ ULA ကဒီလိုပုံစံမျိုးနဲ့မရဘူးသူကဘာလုပ်လာမလဲဆိုနဲ့တရုတ်နိုင်ငံနဲ့အိန္ဒိယနိုင်ငံပေါင်းပြီးမှငါ့ကိုလေးချောင်းကကွယ်ရဲ့လေရင်ပစ်တဲ့လက်နဲ့ဒီပေးကွာလေချောင်းအဲ့ဒဖန်နေနဲ့ပတ်သက်ပြီးမှငါ့ကိုဂူညီပန့်ပို့ပေးမင်းတို့ငါ့ကိုဂူညီပန့်ပို့ပေးတယ်ဆိုလို့ရှိရင်ဒီဆွေးနွေးပွဲငါလက်ခံတယ်သူကလက်တွေ့ကြပဲစဉ်းစားလာမှာအခုမြန်မာနိုင်ငံမှာပြည်တွင်းစစ်ရက်တက်ဖို့ဆိုလို့ရှိရင်တော့လေရင်ပြစ်လက်နဲ့လေချောင်းကောက်ကွယ်တဲ့စနစ်ရှိရင်မြန်မာပြည်တွင်းစစ်ကရက်ပြီဆိုတော့ ULAA ကဒီလိုမျိုးနဲ့လာမှာသူရဲ့တန်တမန်ရဲ့ဒီလိုမျိုးသွားတာလက်တွေ့ကြရပဲသွားအဲ့ဒါကြောင့်မလို့အန်ယူဂျီတို့အုပ်စုတွေစကားဆိုင်နဲ့ဘလောက်ပဲဆွေးနွေးသူကအနိုင်ကနေပဲဆွေးနွေးရမှာအရှုံးဖက်ကနေပဲဆွေးနွေးရမှာအဖေကသူကဆိတ်ရှုံးနေတယ်လေလွန်ခဲ့တဲ့လဘိုချုံမူကြီးမင်းအောင်လာအိန္ဒိယကိုလာတဲ့အချိန်မှာသူ့ရဲ့ကိုယ်စလဲတွေကိုကျွန်တော်တို့ဒီချင်းနေတဲ့မီဇိုရမ်ကိုလွတ်လိုက်တယ်မီဇိုရမ်ကိုလွတ်ပြီးတော့ ਨੇ အဲ့ဒါမင်းဘိုချုံမူကြီးမင်းအောင်လာရဲ့ကိုယ်စလဲတွေကမီဇိုရမ်ရဲ့တာဝန်ရှိတဲ့ပုံကိုယ်တွေအစိုးရတွေနဲ့ဆွေးနွေးတယ်သူတို့တွေ့ကြတယ်ငါတို့ချင်းပြည်ကလက်နေကန်အဖွဲ့အစည်းတွေနဲ့ဆွေးနွေးချင်ပါတယ်တဲ့အဲ့ဒါနဲ့မီဇိုရမ်အစိုးရလည်းပြန်ပြောတယ်လေ EAO ရှိတယ် CNA အောက်နဲ့ဆွေးနွေးကြပါလို့ပြောတော့အဲ့ဒါ
မြန်မာစစ်တပ်ရဲ့ကိုယ်စားလှယ်တွေကဘာပြောလဲဆိုတော့ဒီချိန်မှာတဲ့ချင်းပြည်ရဲ့အရေးကဆီယန်အဖုနဲ့ဆွေးနွေးလို့အဆင်မပြေတော့ဘူးတဲ့မငင်းချနိုင်တော့ဘူးတဲ့ဆိုတော့ချင်းပြည်အင်အားစုလို့ပြောတဲ့အချိန်မှာ CBD ကိုပြောတာ CBD နဲ့ဆွေးနွေးမှာပဲချင်းပြည်ရဲ့အရေးကပြေလည်နိုင်မယ်ဆိုတဲ့အနေအထားမျိုးဘာဖြစ်လို့လဲဆိုတော့ဆီယန်အဖုကနေမည်မရှိဘူးဆစ်ရှုံးနေပြီမြန်မာစစ်တပ်တွေကအကုန်လုံးသူတို့ကိုတင်ပြီးပြီ CBD ကကြတော့ထင်းချုံနေနေမရှိတယ်ဒီလိုမျိုးပေါ့နော်အဲ့ဒါကြောင့်မလို့ UNG တို့ဘာလို့ဆွေးနွေးတယ် KNPP တို့ဘာလို့ဆွေးနွေးတယ်ဆိုတော့ထင်းချုံနေမည်မရှိဘဲနဲ့ဆွေးနွေးတာကအရှုံးခံတာပဲ ULA ကကြတော့ထင်းချုံတဲ့နေမည်ရှိတယ်ကျွန်တော်အဆွမ်းနာပြောတယ်လို့သူ့မှာလီချောင်းကာကွယ်တဲ့စနစ်တွေပါတယ်ဒါရှိတယ်ဆိုလို့ရှိရင်မြေပြင်မှာမြန်မာစစ်တပ်ကိုသူကလုံးဝမကြောက်တော့ဘူးသူကဆွေးနွေးပွဲမှာအစင်မပြေနဲ့ဆက်တိုက်မှာအင်အားရှိတယ်မြန်မာစစ်တပ်ဒီဆိုလို့ရှိရင်လည်းအားလုံးသိတဲ့အတိုင်းပဲမြေပြင်မှာဘလုံးမအေးကိုမနိုင်နိုင်တော့ဘူးဆိုတော့ ULA ရဲ့တန်တမန်ရေးကတာလေရင်မြန်မာပြည်ကနေပေါင်း80ကျော်80လောက်ကြာခဲ့တဲ့ပြည်တွင်းစစ်ကိုအဆုံးတိုက်ပေးနိုင်မှာ ULA နဲ့ဆွေးနွေးမှာပဲဒီပြည်တွင်းစစ်ကတဆုံတရအဆင်ပြေမှာအခု UNG တို့ဆွေးနွေးတဲ့ပုံစံအတိုင်းဆိုလို့ရှိရင်သူတို့ဆွေးနွေးမယ်သူတို့ကောင်းဆောင်တွေအချင်းချင်းကတော့လောက်ပန်ခွင့်တစ်ခုနှစ်ခုရမယ်ဒါပေမဲ့ဒီတော်လန်ရေးမှာအသက်ပေးသွားခဲ့တဲ့ရဲဘော်တွေအင်းလေးယားတွေပြကြခဲ့တဲ့ပြည်သူတွေအတွက်ဘာမှအင်ပတ်မဖြစ်နိုင်ဘူး။ဘာဖြစ်လို့လဲဆိုတော့သူတို့အရှုံးရတယ်ဆွေးနွေးရတာ။ကျွန်တော်တို့သိတယ်ဒီမီးလောင်ပြကြသွားတဲ့အင်းလေးကိုပြန်လဲထူထောင်ရေးတွေလုပ်ပေးမှဘန်ဂါကူကဆိုပြီးမှစကားတော့လွယ်လွယ်ပြောကြမယ်။ကျွန်တော်တို့2008မှာနာကေတုန်းကဘသူတွေကပြန်လဲထူထောင်ရေးတွေလုပ်ခဲ့ဘူးသလဲ။အကုန်လုံးအဲ့တဲ့လူတွေအခုမသေးသေးဘူးနာကေတုန်းကအင်းလေးဘာတွေပျက်စီးသွားတဲ့လူတွေအခုချိန်ထိသူတို့ဘာမှအင်ချေရဘသူမှသူတို့ပြန်လဲထူထောင်ရေးနဲ့သူတို့အင်းဒီဘာတွေပြန်ဆောက်ပြီးလို့ဆိုမရှိဘူးဒီလိုမျိုးပဲ88မှာတည်ခဲ့တဲ့လူတွေဘသူကတောင်းယူတယ်ဘသူကတောင်းခံဘသူမှမရှိဘူးဘာဖြစ်လို့လဲဆိုတော့မြန်မာပြည်ကတောင်းယူမှုတောင်းခံမှုရှိတဲ့ခေါင်းဆောင်ဆိုတာမရှိဘူးအကုန်လုံးကသူတို့ရဲ့နိုင်ငံရေးပေါ့နော်သူတို့ရဲ့နိုင်ငံရေးကြော်ကြောင်းမှုအတွက်ပြည်သူလူထုကိုဂျင်းထည့်နေကြတာအသုံးချနေကြတာအဲ့ဒါကြောင့်မလို့အခု UNG တို့အုပ်စုအာဆီယံနဲ့ဆွေးနွေးအဲ့ဒါတွေထောက်ပြီးမှထောက်မခံနဲ့နိုင်ငံရေးဘာဖြစ်လို့လဲဆိုတော့ဘာဖြစ်လို့ထောက်မခံနဲ့လို့ပြောတယ်လဲဆိုတော့နိုင်ငံရေးအရာလည်းဘာမှအမခံချက်မရှိနိုင်ဘူးပြီးရင်ဒီတော်လိုင်းကြီးမှာပေးဆက်သွားတဲ့လူတွေဆုံးလို့နေတာခံခဲ့တဲ့လူတွေတွေ့လည်းဘာမှတောင်းယူမှုတောင်းခံမှုရှိနိုင်မှာမဟုတ်ဘူးအဲ့ဒါကြောင့်မို့ကျွန်တော်တို့ကတခါကြရင်ဘိုးစုထုံးမနဲ့ပြောဘူးပါတယ်ကိုယ့်ရဲ့လူမျိုးရေးအရေးကိုပဲအရင်ကြီးရှိတန်းတင်ပြီးမှစဉ်းစားနေတဲ့တိုင်းသားကောင်းဆောင်တွေရှိရဆိုတာလေအဲ့ဒါကိုပြောင်းပြန်ပြီးမှစဉ်းစားလိုက်ဒီချိန်မှာကျွန်တော်တို့ UNG အလုံးမဖြစ်တော့ဘူးဆိုလို့ရှိရင်လည်းကျန်တဲ့ဖွဲ့စည်းနေကျွန်တော်တို့ပြန်ပြီးမှစားထိုးရမယ် UNG ကဒီတော်လိုင်းရေးမှာရှုံးသွားပြီဆိုရင်လည်းဘီမာကဗမာအင်အားစုတွေကလူဦးရေများတယ်လေနော်လောကအဖွဲ့စီးတစ်ဖက်ကလည်းဗမာအမျိုးသားကြီးကိုခံတဲ့ဗမာအမျိုးသားကြီးကိုအခြေခံတဲ့အင်အားစုအနေနဲ့ပြောင်းလဲလာပြီးမှလက်နဲ့ကန်ဖွဲ့ကြီးပြန်ပြီးမှပေါ်လာနိုင်တာပဲလက်တလောအခြေအနေပေါ်မှာပဲကြည့်ပြီးမှကိုယ့်ရဲ့လက်တလောကိုယ့်ရဲ့ရှုံးနေတဲ့အရှုံးကိုပဲမြင်ပြီးမှမြန်မာစစ်တပ်နဲ့လွယ်လွယ်ကူကူတောက်ပြီးမှဆွေးနေတာတို့ဘာလို့ကတော့ကျွန်တော်အထင်တာလက်မဖြစ်တင်သေးဘူးလို့ကျွန်တော်ထင်တယ်ကျွန်တော်တို့အခုမြန်မာစစ်တပ်နဲ့အိန္ဒိယတွေနဲ့ဖက်ဒရယ်ကိစ္စတွေနဲ့ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီးမှသူတို့ဆွေးနွေးနေနိုင်နေတာရှိတယ်ဒီဟာတွေကတော့ကျွန်တော်ထင်တာကတော့အခုမြန်မာစစ်တပ်ကနေလုပ်တဲ့ရွေးကောက်ပွဲကြားဖက်ရွေးကောက်ပွဲကြားဖက်ရွေးကောက်ပွဲအလုံးမှာကြတော့ဒီ2008အခြေခံဥပဒေဖွဲ့စည်းပုံနဲ့အိန္ဒိယနိုင်ငံရဲ့ဖက်ဒရယ်နဲ့ကိုသူတို့တွေအချိတ်ဆက်လုပ်လာမယ်လို့ကျွန်တော်ဒီလိုမျိုးခံမှန်းတယ်အဲ့လိုမျိုးအခြေအနေမှာကြတော့သူတို့ဖက်ဒရယ်ကျွန်တော်ခဏခဏပြောပါတယ်မြန်မာစစ်တပ်ကဒီအိန္ဒိယနိုင်ငံရဲ့ဖက်ဒရယ်ကိုသွားချင်တယ်ဆိုလို့ရှိရင်သွားချင်တယ်ဆိုပြီးတော့ဆိုတော့အိန္ဒိယနိုင်ငံရဲ့ဖက်ဒရယ်နဲ့2008အခြေခံဥပဒေဖွဲ့စည်းပုံနဲ့သူတို့တွေချစ်ဆက်လာတယ်ဆိုလို့ရှိရင်အဲ့တဲ့အချိန်ကျတော့ကျွန်တော်တို့ကနိုင်ငံရေးရတေချာစဉ်းစားဖို့လိုပြီဒါဖြစ်လို့လဲဆိုတော့ကျွန်တော်ခဏခဏပြောတယ်ဒီ UNG ဖက်ဒရယ်သူမတိဆောက်နိုင်တော့ဘူးဒါကတေချာတော့ပြီသူရဲ့နိုင်ငံရေးအတွေးခေါ်အယူဆကိုကဖက်ဒရယ်စကားကိုဖြစ်နိုင်တော့မပြောတာကောင်းတယ်သူဘာမှနားမလဲဘူးဆိုတော့မြန်မာစစ်တပ်ကနေတိဆောက်ချင်တဲ့ဖက်ဒရယ်ကပိုပြီးမှလက်တွေ့ကြတယ်ဒါပေမဲ့မြန်မာစစ်တပ်ကိုဘယ်သူမှတော့မယုံကြဘူးကွာဒါပေမဲ့
အိန္ဒိယနိုင်ငံရဲ့ဖက်ဒရယ်ပုံစံမျိုးကိုတကယ်သွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်အထင်တော့ဆွေးနွေးတင်တယ်လို့ကျွန်တော်မြင်တယ်အဲ့ဒါဆွေးနွေးတင်တယ်ဆိုတဲ့အချိန်ကဘယ်တော့ရောက်လာမလဲဆိုတော့သူတို့ရဲ့ကြားဖြတ်ရွေးကောက်ပွဲပေါ့နော်သူတို့ရဲ့ကြားဖြတ်ရွေးကောက်ပွဲ2028လောက်မှာဆိုလို့ရှိရင်ဖြစ်လာလိမ့်မယ်ဆိုတော့အဲ့အချိန်ကျရင်တော့သူတို့ဘက်ကနေချပြလာမယ်ဖက်ဒရယ်ဒီပြည်ပေါ်လာလိမ့်မယ်အဲ့အချိန်ကျရင်တော့ကျွန်တော်တို့တိုင်းသားတွေကလည်းဖက်ဒရယ်ပဲလိုချင်တာလေအဲ့ဒီဖက်ဒရယ်ဆိုတာကအန်ယူဂျီကပေးမှ NLD ကမှပေးမှာမဟုတ်ဘူးမြန်မာစစ်တပ်ကပေးနိုင်တယ်ဆိုလို့ရှိရင်မြန်မာစစ်တပ်ကပေးတဲ့ဖက်ဒရယ်ပူကောင်းတယ်ဆိုရင်မြန်မာစစ်တပ်ကိုယူရမှာပဲဘုချွတ်ချုံမနဲ့ပြောတယ်လို့မျိုးပေါ့ဒီငရုတ်တီးဆိုတာကအစင်းစားရင်လည်းဆက်တယ်အနီစားရင်လည်းဆက်တယ်ဆက်တာချင်းတူတူပဲဆိုတယ်လို့မျိုးပေါ့ကျွန်တော်တို့ရေခဲချောင်းကအနီပဲဖြစ်ဖြစ်အစင်းပဲဖြစ်ဖြစ်အရတာအတူတူပဲဒီ UNG တို့ပေးတဲ့ဖက်ဒရယ်မှာ NLD တို့ပေးတဲ့ဖက်ဒရယ်မှာဆိုလို့ရှိရင်တော့ရေခဲတောင်မှာဂျပန်နေပွင့်တဲ့အချိန်ပဲအဲ့ဒီဖက်ဒရယ်ရတော့မှာသူတို့ကဘယ်တော့မှလုံနိုင်မှာမဟုတ်ဘူးဒီအကြမ်းမဖက်တဲ့နီလန်းအရာကိုစူးစမ်းခဲ့ပြီးပြီအကြမ်းဖက်တဲ့နီလန်းလက်နဲ့ကန်လန်းနေလဲလုတ်ခဲ့ပြီးပြီနှစ်ခုစလုံးသူတို့မအောင်မြင်တော့ဘူးဆိုတာကတော့ဒါအများကြီးစဉ်းစားစရာမလိုတော့ဘူးပေါ့နော်ဆိုတော့ဒီအချိန်မှာကျွန်တော်တို့စောင့်ကြည့်ရမှာကULAA နဲ့မြန်မာစစ်တပ်နဲ့ဆွေးနွေးလာတဲ့အခြေအနေပေါ်မှာစောင့်ကြည့်ရမယ်ဆွေးနွေးလာမယ်ဆိုလို့ရှိရင်ကျွန်တော်ဆွမ်းနာပြောလို့တရုတ်တို့အိန္ဒိယတို့ပါလာမယ်ဒီလိုမျိုးပေါ့နော်တက်တဲ့နိုင်ငံတွေအနေနဲ့သူတို့တွေအဲ့လိုအင်းသားချင်းနိုင်ငံကြီးတွေကပါလာတယ်ဆိုလို့ရှိရင်တော့ဒါကပူကောင်းတာပေါ့အထူးသဖြင့်နောက်ဆုံးဆွေးနွေးပွဲတွေကြရင်တော့ကျွန်တော် ULAA ဒါမြန်မာစစ်တပ်နဲ့တကယ်ဆွေးနွေးမယ်ဆိုလို့ရှိရင်သူတစ်ဖွဲ့တည်းအနေနဲ့ဆွေးနွေးလာမှာမဟုတ်ဘူးသူကတော့အဓိကနေနေလာမယ်ဒါပေမဲ့သူ့ရဲ့မဟာမိတ်တွေဖြစ်တဲ့ FPNCC ရဲ့ဖွဲ့စည်းတွေအကုန်လုံးခေါ်လာမယ်ပြီးရင်တရုတ်ခေါ်လာမယ်အိန္ဒိယခေါ်လာမယ်အဲ့လိုမျိုးပေါ့နော်ဒါဆိုလို့ရှိရင်တော့အဲ့ဒီဆွေးနွေးပွဲကတကယ်မြန်မာနိုင်ငံအတွက်လုံးဝအဖြေဖြစ်နိုင်တယ်မြန်မာစစ်တပ်ကလည်းအဲ့ဒီအချိန်မှာမြန်မာစစ်တပ်ကလည်းသူကလည်းအိန္ဒိယနိုင်ငံရဲ့ဖက်ဒရယ်စနစ်ကိုပြည်ကျင့်သုံးမယ်ဘာငယ်ကုကဆိုပြီးမှသူက2008အခြေခံဥပဒေဖွဲ့စည်းပုံနဲ့ပဲတွဲဘာနဲ့ပဲတွဲဖက်ဒရယ်စနစ်ကိုသူတေချာကျင့်သုံးမယ်ဆိုပြီးမှပြတ်သားချပြလာတဲ့အချိန်နဲ့ကွက်တိတိုးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံကဒီတွင်းစစ်ကနေလွတ်မြောက်သွားနိုင်တယ်တကယ်လည်းလွတ်သွားနိုင်တယ်ဒါမှမဟုတ်ရင်ဘာအင်အားမှမရှိတဲ့အဖွဲ့အစည်းတွေကိုရောင်ဒီရောင်အဖွဲ့အစည်းတွေကဆွေးနွေးလို့တော့ဘယ်တော့မှပြည်တွင်းစစ်ကအဆုံးမတတ်နိုင်ဘူးဘိုးချွတ်မနဲ့ခုတလောခဏပြောလာတဲ့စကားတစ်ခုရှိတယ်အဲ့ဒါကတော့ဘာလဲဆိုတော့တိုင်းသားလူမျိုးပေါင်းဆောင်လွတ်မြောက်ရေးတိုင်းသားလူမျိုးပေါင်းဆောင်လွတ်မြောက်ရေးအရင်တော့ဘိုးချွတ်မနဲ့ပြောခဲ့တယ်လဲဆိုတော့အဖိနိခံတိုင်းသားအချင်းချင်းဆိုပြီးမှသူခဏပြောခဲ့တယ်အဲ့ဒါစကားလုံးကဘိုးချွတ်မနဲ့ပဲပြောခဲ့တာနောက်ပိုင်းမှာဟိုမြောက်ဒီမြောက်နိုင်ငံရေးသမားတွေကတောင်းလာတာပေါ့အဖိနိခံတိုင်းသားအချင်းချင်းဆိုပြီးမှအရင်တော့ခဏပြောခဲ့တယ်အခုနောက်ပိုင်းဆိုလို့ရှိရင်ကျွန်တော်တတိထားမိလောက်တလောက်ကတော့3ကြိမ်သူပြောလာပဲအဲ့ဒါဘာပြောလဲဘာလဲဆိုတော့တိုင်းသားလူမျိုးပေါင်းဆောင်လွတ်မြောက်ရေးဆိုတော့သူကစီရေးရမြန်မာစစ်တပ်ကိုအကုန်လုံးပြုတ်အောင်တိုက်เสียအကြောင်းမရှိဘူးဘာဖြစ်လဲဆိုမြန်မာပြည်ကိုသူအုပ်ချုပ်မှာမဟုတ်ဘူးလေဒါပေမဲ့သူ့ရဲ့တန်တမာရေးအရာတိုင်းသားလူမျိုးပေါင်းဆောင်လွတ်မြောက်ရေးကိုစီရေးရမဟုတ်ပဲနဲ့တန်တမာရေးရသူကျင်းပြီးပေါ့လှုပ်လာလိမ့်မယ်လို့ကျွန်တော်ဒီလိုမျိုးခန့်မှန်းတယ် ULAA ကဆွေးနွေးလာမှပဲဒီတော်လန်ရေးကပြီးမှာဒီတော်လန်ရေးကပြည်တွင်းစစ်ကအဆုံးသတ်မှာ ULAA တော်လန်ကျန်တဲ့ဖွဲ့တွေအကုန်လုံးနားမစ ULAA တစ်ဖွဲ့တဲ့တော်လန်ရေးလုပ်ရင်တော့ကျန်တဲ့သူနဲ့စစ်တဲ့အဖွဲ့ငယ်လေးတွေနောက်ကဆက်လိုက်ပြည်တွင်းစစ်ကဆက်ရှိနေမှာပဲအန်ယူဂျီတို့ဘာလို့ကအခုတော်လန်နေတာလည်းမဟုတ်ဘူးလေအန်ယူဂျီတို့စစ်တိုက်တာမင်းတို့ကြားဘူးလို့လား CNA အာဖုတို့ KNPP တို့စစ်တိုက်တာမင်းတို့ကြားဘူးလို့လားအဲ့ဒါဖွဲ့ရှိတာဆွေးနွေးတာပဲမဆွေးနွေးတာပဲဖြစ်တော်လန်တာပဲဖြစ်မတော်လန်တာပဲဖြစ်ဒီတော်လန်ရေးတော့ဘာမှ impact မရှိဘူးပေါ့နော်အဲ့လိုမျိုးကိုကျွန်တော်တို့ကလက်တွေ့ကြစဉ်းစားဖို့လိုတယ်လို့ကျွန်တော်ဒီလောက်နဲ့ဆွေးနွေးချင်တယ်